ဒေါက်တာအစ္စလမ်ကနေပြီးတော့ရပ်ပိုင်းမဲ့ရှိသေးတယ်ထွက်ထားတဲ့ luxury နိုးညစ်ဆက်ကြီး unbox လုပ်မယ်တခါရင်ညှစ်ပြမယ်ဘယ်လိုခန်းစားချက်တွေရှိလဲဆိုတာကိုတူတူစမ်းစသုံးကြည့်မယ်နော်အခုမှစသုံးမှာဆိုတော့ဘယ်လိုမျိုးခန်းစားချက်တွေရှိလဲဘာညာတွေကတော့မသိသေးဘူးပေါ့နော်အဲ့တော့ तू ကဘာတွေကောင်းနေလဲဘယ်လိုကွာခြားလဲဆိုတာကိုအခုတူသုံးကြည့်မယ် तू ကဘူးလေးနဲ့ तू ကတော့နှစ်ခုဆက်မလာဘူး तू ကတစ်ခုဆက်ပဲလာတယ်သူ့မှာဒီလိုအပြရောင်လေးရှိတယ်အရောင်နှစ်ရောင်ကိုက double section ပဲလုံးနေကြလို့ဆိုတော့ဒါနှစ်ခုဆက်ပေါ့နော်ကဲလို့တစ်ခုလေးဝယ်မယ်ဆိုလည်းရပါတယ်ရမ်းကြည့်နေပြီသူများရဘလိုင်းဖောက်ဖောက်ရတာကြိုက်တယ်ကိုကကြာတော့နိုးညစ်ဆက်ဖောက်ရတာကြိုက်တယ်အလေသူ့ရဲ့အရင်ဒီလိုပုံဒီဇိုင်းနဲ့မတူတာကသူကဒီနားလေးကလေခွက်ကလေးဖြစ်သွားတယ်ချင်တာကတော့ဒီလိုနိုးညစ်လိုက်ပဲဆိုလို့ရှိရင်ဒီဘေးအုံတွေကိုသူကဒီဟာတွေမထိအောင်လုပ်ထားတာတော့မသိဘူးတန်နာထောင်ကြည့်မယ်ဒါလေးကတော့လေနည်းနည်းဖြုတ်ရတာခက်nipple size ဒါလေးကကြတော့မဖောက်တော့ဘူးကဒီအပြားလေးအပူပါသူရဲ့ဆီလီကွန်သားကဘယ်လိုလဲသိဟိုးဆီလီကွန်သားကလေဒီလိုအသားမျိုးဆိုရှမ်းမိုက်တယ်ဒီလားပျော့နေဒါကနေ့ size ပါလဲနှစ် size ပါတယ်ဟောတော့4 size တော့ပါတယ်15ရယ်18ရယ်21ရယ်24ရယ်အဲ့တော့ nipple သေးတဲ့သူရော nipple ကြီးတဲ့သူရောပါတော်တော်အဆင်ပြေပါတယ်ကိုနဲ့ဘာတော်မလဲဆိုတော့စမ်းကြည့်လိုက်အောင်ခုမှဖောက်တာဆိုတော့ညှစ်ကြည့်ဖို့အတွက်အရင်သွားဆေးပြီးတော့ပေါင်းလိုက်ပါအောင်မယ်ဖြုတ်တက်ကလေးလုပ်လိုက်ပါအောင်မယ်တော့ဘလို့ဟောဒီလိုမျိုးလေးပဲဒီလိုလေးပဲတက်ပါချင်ပဲပါဟောဒါရီဖြုတ်စင်းလို့โอเคကဲဒါလေးကိုသွားပြီးတော့ဒီစီးပေါင်းလုပ်ပြီးပြန်လာပါမယ်သူကဒီလိုမျိုးအပိုင်းလေး၃ပိုင်းရှိတယ်အရင်ဆုံးဒီအပြားလေးကိုဒီလိုဖက်လက်ကလေးဒီနားမှာထားလိုက်ပြီးသွားရင်ဒီအချွန်လေးကဒီနားလေးမှာအဟာလေးရှိတယ်အဲ့ဟာလေးကိုဒီလိုလေးတိတ်လိုက်မယ်တိတ်ပြီးသွားရင်ဒီလိုမျိုးလေးပဲထိဆိုင်ရင်ကြာပြီထားပြီးရင်ဒါလေးကိုဒီလိုမျိုးလေးဒီပေါက်ကလေးနဲ့ဒီပေါက်ကလေးကိုဒီလိုမျိုးလေးဝင်နေအောင်ထားပြီးတော့အံဝင်အောင်တက်လိုက်ရင်ရပါပြီအဓိကလေနူးညစ်ဆက်တွေကအံဝင်အောင်တက်ဖို့လိုတယ်နော်အံဝင်အောင်မတက်လို့ရှင်သူကတေချာလည်းမစုပ်ဘူးအဲ့ဒီပြင်ုံမှာနူးညစ်တဲ့ခါမှာနှုတ်တွေကဖိတ်ကြကုန်မယ်နော်အဲ့ဒါအရန်ရေးကြည့်ပါတယ်ဘယ်နူးညစ်ဆက်ကိုမစိုးအဲ့လိုအံဝင်နေအောင်တက်ဖို့လိုပါတယ်ပြီးရင်ဒီမှာဆက်ကလေးကိုတက်လိုက်ရင်ရပါပြီအဲဒါဆိုရင်စနှိမ့်မယ်ဒီ cheese လေးကကြတော့ဒီလိုမျိုးလေးပေါ့နော်โอเคတက်မယ်နော်သူ့မှာမူက3ခုပဲပါတယ် level က12ခုပါပါတယ်ဒီမှာပါ move ကဒါမျိုးပြောင်းတာဒါမှ search လုပ်တဲ့ move ဒါကြတော့ခလေးနှိုးဆိုနေရမှုဒါကြတော့အဲ့နှစ်ခုကိုပေါင်းလာရမှုပေါ့နော် level က12ခုပါပါတယ် level 1နဲ့ရင်ညှစ်ကြည့်မယ်နော်အဲ့မှာသူ့ရဲ့ pain level ကိုသိမှာပေါ့နော်ဖြည်းဖြည်းချင်းတန်တော်တိုးတယ်ညှစ်နေပြီလုံးဝနာကျင်မှုမရှိဘူး level 1မှာတွေကို session အရန်ကောင်းတယ် level 1မှာတွေကိုတော်တော်ညှစ်နေရဆိုတော့ခံစားချက်မျိုးရတယ်ပေါ့နော်ဒါပေမဲ့လုံးဝမနာဘူး okay level 2လည်းမနာဘူး level 3လည်းမနာဘူး okay level 4 level 5ကြီးလည်းမနာသေးဘူး level 6 7 8 9 20ညစ်ကြည့်လိုက်ပါမယ်အမှနာလားမနာလားသိအောင်နော်ကဲနိုင်တော့ညစ်ပြီးတာပါပြီ။ तू ကဘက်ထရီရခံတယ်လို့ရေးထားတယ်နော်။အားအပြည့်သွင်းနိုင်ဆိုလို့ရှိရင်12ကြိမ်သုံးလို့ရတယ်လို့ရေးထားတယ်။တကယ်ဟုတ်မဟုတ်ကတော့သုံးကြည့်အောင်ပါနော်။ပထမဆက်တုန်းကဆိုလို့ရှိရင်တော့3ခါလောက်ပဲသုံးလို့ရတယ်။ခုကတော့12ကြိမ်သုံးရတယ်လို့ရေးထားပါတော့။ပြီးတော့ရင်သူ့ရဲ့ဒီလိုမျိုးပုံစံဘဲဟုတ်ပုံစံဆက်တိုင်းဟာလေတတိထားတာတစ်ချက်ရှယ်။တခြားဆက်တွေဆိုရင်အရင် body တွေကထုတ်ပြီးတော့မှဆက်ဖြုတ်တာကောင်းတယ်ဆိုရင်သူ့ဆက်တွေတော်တော်များများကဒီလိုမျိုး body ထဲမှာတက်ထားရင်းနဲ့မှဖြုတ်တာပို့ပြီးတော့ safe ဖြစ်ပါတယ်။မှာပြီးရင်ရပါပြီ။နှုတ်ကတော့လေမထွက်ရှေ့မှာ push တော့တင်ပြီးမှုပါတယ်။ခြေထောက် operation လုပ်လိုက်တဲ့အချိန်မှာခြေထောက် operation မလုပ်ခင်တော့ဖျားသွားပြီးနှုတ်ထိုးပိတ်သွားတယ်။နှုတ်ထိုးပိတ်ပြီးပါဖျားတယ်။အဲ့မှာတွေကနှုတ်ကလုံးဝမထွက်တော့ဘူးနော်။အခုအဲ့နောက်ပိုင်းတွေကအခု propose လေးတောက်တယ်ဒါပေမဲ့နှုတ်ကမထွက်ဘူး။ဘာဖြစ်လို့လဲဆိုတော့ပုံမှန်မညှစ်ဖြစ်ဘူးပါ။ပုံမှန်ညှစ်ဖြစ်လို့ဆိုတော့ပုံမှန်ဆိုတနေ့ကို8ချိန်လောက်ညှစ်တယ်ဆိုပေမဲ့အခုဒီကြားတွေကပြင်ကထောက်လျှောက်သွားနေရတာဆိုတော့တနေ့ကိုမညှစ်ဘူးဆို3ချိန်4ချိန်လောက်ပဲညှစ်တာပေါ့နော်။အဲ့တော့3ချိန်4ချိန်ပဲညှစ်တော့ခုနောက်ပိုင်းဆိုနှုတ်ကဒီလောက်ပဲထွက်တော့တယ်။ဒီတော့ပြောမနေဘူးလို့မထွက်ဘူး။နှုတ်မဘူးလေအရန်ကုန်တယ်။မိခင်တို့ပဲတိုက်ချင်တာပေါ့နော်။ဒါပေမဲ့အိမ်မှာလည်းရှိမနေဘူး။အပြင်တော့ရင်လည်းညှစ်တော့ညှစ်ပြင်မယ်အေးစစ်စစ်ဘူးမရှိနေဘူးလေ။အပြင်တော့ရင်လည်းအေးစစ်စစ်ကိုရှိမနေဘူးဆိုတော့ဟိုကတခါညှစ်နှောင်းကြတော့ပဲရအောင်
ဆိုရင်စိတ်ငြိမ်နေမှုပေါ့ငုံညစ်စက်တွေအများကြီးရှိပြီးတော့ငုံညစ်ရင်နှုတ်မထွက်တာလေဒါပျော်ရွှင်မှုတစ်ခုမဟုတ်ဘူးပြောရမှာကဲနှုတ်ထွက်တာမထွက်တာထားလိုက်တော့ဒါရဲ့ review နဲ့ဆက်ပြောပြမယ်နှုတ်ထွက်တယ်မိမိလေးသုံးပုံနော်ဒါကလုံးဝတကယ်ကိုနာကျင်မှုတကယ်ကိုမရှိဘူးစနစ်တီညစ်တာတော့မှလုံးဝမနာဘူးနိုင်နာတယ်ပြောတယ်နိုင်မနာဘူးပြောတယ်ဒီလိုမျိုးကိုပဲနှစ်ဖက်ကို6သိန်းဝန်းကျင်ဟာမျိုးရှိတယ်အဲ့ဒီဟာကဒီနားမှာနှုတ်ညစ်နှုတ်တွေအိုင်တယ်သူကအဲ့ error ကိုလည်းဖြေရှင်းထားတယ်နောက်တစ်ခုကနာတဲ့ error ကိုဖြေရှင်းထားတယ်18အားကလည်းကောင်းတယ်လုံးဝလည်းမနာဘူးအဲ့ဒီတစ်ခုဆိုလို့ရှိရင်ဒေါက်တာအစ္စလာလေးကပဲနော်သူများနဲ့ရှင်ပြောတာမဟုတ်ဘူးအဲ့ဒီတစ်ခုဆိုလို့ရှိရင်ဒီနားမှာညှင်နို့လဲအိုင်တယ်ပြီးတော့ session အားပြင်းရင်နာတယ်နို့ဒါမနာဘူးအဲ့ဒီဟာရဲ့ပုံစံနဲ့လေသူကနည်းနည်းလေး design spy ဆင်အဲ့တော့အဲ့ကောင်ဝယ်မလားဒါဝယ်မလားဆိုရင်ဒါပဲဝယ်လိုက်မယ်ဒါကတော့အဲ့ရဲ့နှစ်ခုစာလောက်တော့ရှိရဆိုပြီးမြဲတခါလေကိုက6သိန်း9သိန်းသုံးပြီးတော့မကောင်းမဲ့တူဒါပဲသုံးလိုက်တာကိုကောင်းတယ်လို့ recommend ပေးရပါတော့အဲ့ဒါကိုမှဓမျိုးပုံစံမှာသူကကော်ပုံစံမျိုးတစ်ခုထွက်ထိုင်တယ်အဲ့ဒါလည်း review လုပ်ပေးဦးလေအဲ့ဒါဆိုရင်ကိုတိုင်လုံးဝကိုစိုက်မနေလို့ရောင်းတော့မရအောင်အဲ့တော့အဲ့ဒါဆိုရင်ဒါနဲ့အောင်ဈေးတိတ်မကွာဘူးတူပဲအဲ့တော့အဲ့ဟာတွေဝယ်မဲ့အစားဒါဝယ်ဖို့တော့တကယ် recommend လုပ်တယ်နည်းနည်းဒေါက်တာအစ္စလာတွေကဈေးတက်တာဈေးတက်တာဝယ်ခြင်းနဲ့ဆို3ကျော်တန်လေးရှိရနိုင်မှုလို့ဒေးမှုလို့နှစ်မျိုးရှိရအဲ့ဒါဝယ်ခြင်းဝယ်ဒါမှမဟုတ်ဘူးကောင်းတာဝယ်ခြင်းနဲ့ဆိုတော့ဒီဟာလေးဝယ်ဖို့တကယ် recommend လုပ်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်ဒါလေးကိုဝယ်ခြင်းနဲ့ဆိုရင်ညီမစီမှာလာဝယ်လို့ရပါတယ်လုံးဝအစ်စ်တော့ရက်ပိုင်းပဲရှိသေးတယ်ထွက်တာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခုတော့ bye bye